ထောက်ပတ်တီကိုရေးစေးထားတဲ့တစုံတစ်ခုရဲ့အရသာနဲ့တူရလို့ဘယ်သူချင်းထည့်လိုက်တာလဲစိုင်းနေမှာတော့မှဝယ်မစားရဲဝယ်မတောက်ရဲတဲ့လောက်ပဲ has ထောက်ပတ်တီလေးတွေကရိုးရိုးထောက်ပတ်တီတက်စားလို့ရှိရင်ပို့ပြီးတော့အရသာလေးရှိတယ်လို့တော်လေးလဲနူးညံ့နေသူ့မှာပါဝင်တဲ့ဗီတာမင် E ကြောင့်အသားရည်နဲ့သပင်ကိုအထောက်အကူပြုဒါအပြင် monosaturated fat ကအသေးကိုထောက်ပံ့ပေးတယ်ဒါကြောင့်အရသမားတွေဆိုလို့ရှိရင်လေဒါလေးကိုစားတင်တယ် has တီကတာမန်ရိုးရိုးထောက်ပတ်တီတက်စားလို့ရှိရင်ပို့ပြီးတော့ creamy ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြော်တောက်မယ်ဆိုဒီလိုအနေထားလေးတွေကိုသုံးပေါ့နော်ပို့ပြီးတော့တောက်လို့ကောင်းတယ်စိမ့်စိမ့်လေးတော်တော်လေးတောက်လို့ကောင်းတယ်နည်းနည်းမာသွားတဲ့အသီးကြတော့တို့ကလှီးပြီးတော့ထည့်လိုက်ပါတယ်ဘလွယ်ဖြစ်ဖြစ်ဝါးစားလိုက်လို့ရှိရင်လည်းအေးလေးဆိုတော့စားလို့ကောင်းတယ်နှုတ်စီနဲ့တကြားနဲ့ပြီးတော့ရေနေနဲ့ထည့်ပြီးတော့ရောပြီးမှုလိုက်တဲ့ဒါဆိုလို့ရှိရင်အဆင်ပြေသွားပြီထောပတ်သီးမှာက antioxidant ပါတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ကိုယ်အရင်ရင်းထော်နေရလို့ခံစားနေရတယ်ဆိုလို့ရှိရင်ထောပတ်သီးတွေကတခြားရိုးရိုးတာမန်သီးတွေထက်စားလို့ရှိရင်ပြည့်ရလည်းနေတယ်ကိုခွာလိုက်လို့မာနေသေးတယ်ဆိုလို့ရှိရင်တော့မှပဲတုတ်စားလို့ရတယ် toast လုပ်စားလို့ရတယ်ဆိုတော့အဆင်ပြေတယ်ကိုလိုပဲ has သီးကြိုက်တဲ့လူတွေရှိကြလားနောက်ပြီးတော့ပြန်တွေ့မယ်နော်တတ